ဘာဖြစ်ဖို့ရန်သူကိုတတ်ရမယ်ဆိုတဲ့နေရာမှာပဂရိရန်သူကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာတော့ဒီပိဋကသိပဲထင်တယ်နော်ဒီနေရာမှာမြတ်စွာဘုရားရည်ညွှန်းတဲ့စัจကျင်ဘက်ရန်သူဆိုတာဘာတွေကိုပြောတာလဲဆိုတော့ယုံညံ့တဲ့အတွေးစိုးများနဲ့အကုသိုလ်တရားများကိုပြောတာနော်အခြေပြောရရင်တော့ကာမဝိတ္တဗျာဝဒဝိတ္တဝိဟိတဝိတ္တရဲ့ဖြစ်တိုင်းတော့ယုံညံ့တဲ့အကုသိုလ်တရားများရေလို့၄မျိုးမြတ်စွာဘုရားအဲ့ဒီသုတ္တန်ထဲမှာအဓိပ္ပာယ်ဖွင့်ပြတယ်ရန်သူကိုတတ်ရမယ်ဆိုတာအဲ့ဒါကိုတတ်ရမှာပြောတာအဲ့ဒါလေးဖြစ်လာရင်မဖြစ်အောင်ဖေးရှားမယ်လို့ပြောတာအဲ့ဒါလေးဆိုတာကတော့အတွေးစိုးများနဲ့ယုံညံ့သောအကုသိုလ်တရားများအတွေးစိုးက၃မျိုးရှိတယ်ကာမဝိတ္တမြင်ရင်နဲ့စိတ်ကြည့်ရင်နဲ့စိတ်နဲ့ပဲတွေးနေတာအဲ့ဒါအန္တရာယ်ရှိတယ်ဟုတ်လားနားထောင်ရင်နဲ့စိတ်ကြားရင်နဲ့စိတ်နဲ့ပဲတွေးနေတာအဲ့ဒါအန္တရာယ်ရှိတယ်ရုပ်ရဲ့အတန်ရဲ့တွဲဟုတ်လားနော်နမ်းရှူခြင်းနဲ့စိတ်စားတော့ခြင်းနဲ့စိတ်နဲ့တွေးကြံနေတယ်အနန္တနဲ့အရာကတွဲဆွမ်းလာတဲ့ကောင်းတဲ့ဒီအာယုန်တွေကဟုတ်လားတွေးကြည့်လို့စိတ်တွေးကြံလို့စိတ်တွေနဲ့ပတ်သက်ပြီးတော့ပဲတွေးနေတာဒါကခေါ်လို့ကာမဝိတ္တနော်အဲ့ဒီကာမဝိတ္တဒီပြင်းထန်လာပြီမထိနိုင်ဖြစ်လာပြီဆိုလို့ရှိရင်အလွန်ကြောင်းမွေးဖွယ်ရာကောင်းတဲ့နော်လုံရက်တွေကိုလွန်ကျူးမိစေပြီးတော့ကိုယ်ဘဝကိုဒုက္ခလုံးနဲ့ကောင်းဆွဲချနိုင်တယ်နော်ဒီကာမဝိတ္တဟာမြင်တယ်မယ်ဆိုရင်အရန်ကြောက်စရာကောင်းတဲ့ဆိုးရတဲ့အခြေခံတစ်မျိုးလို့ဘုန်းကြီးတို့နားလည်ရတယ်